ရန်သူတွေကကင်ကီထေကိုအရှင်လက်လက်စားတောက်ခဲ့ကြပြီးမစ္စတာတီဟာသူ့ညီကိုကယ်ဖို့ကြိုးစားခဲ့ပေမဲ့အင်အားချင်းမမျှတာကြောင့်နောက်ဆုံးမှာတော့စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ဒါဟာမာပူဟိုတို့ရဲ့ပထမဆုံးသောအဖွဲ့ဝင်ဆုံးရှုံးမှုဖြစ်တယ်လို့သူတို့ရဲ့ကြာဆုံးခန်းစတင်တာလည်းဖြစ်ပါတယ်။ကင်ကီထေတည်ဆောင်ပြီးနောက်မှာမစ္စတာတီဟာအနောက်ဘက်ကသူ့ရဲ့ဂျန်ညီနောင်လေးငေါင်စီကိုပြန်သွားခဲ့ပါတယ်။မာကူလိုတို့ကလည်းမစ္စတာတီကိုခွင့်လွှတ်ပေးခဲ့ကြပြီးအဖွဲ့မှာပြန်လက်ခံထားခဲ့ပါတယ်။ဒါပေမဲ့မစ္စတာတီရဲ့ဇလိတ်ကတော့ပြောင်းလဲမသွားခဲ့ပါဘူး။သူ့ရှေ့မှာတင်သူ့ညီအရှင်လက်လက်အစားခံရတာကိုမြင်လိုက်ရပြီးနောက်မှာမစ္စတာတီဟာပိုရက်ဆက်လာခဲ့ပြီးပိုကြမ်းထမ်းလာခဲ့ပါတယ်။သူပြန်ရောက်လာပြီးမကြခင်မှာပဲသူ့ရဲ့ညီနောင်တွေဖြစ်တဲ့မာကူလိုနဲ့ပရီတီပွိုင်းတို့ရဲ့တားပေါက်လေးတွေကိုလိုက်လံတက်ဖြတ်ပြီးစားထောက်ခဲ့ပြန်ပါတယ်။သူဟာအုပ်စုရဲ့ခေါင်းဆောင်နေရာကိုပြန်ယူခြင်းတဲ့အတွက်မျိုးဆက်တွေကိုအမြင့်ပြတ်အောင်လုပ်ခဲ့တာထင်ပါတယ်။ထူးဆန်းတာကမာကူလူတို့ဟာမစ္စတာတီရဲ့ဒီလုပ်ရက်ကိုတားဆီးတာမျိုးမလုပ်ခဲ့ပဲလွှတ်ထားခဲ့ကြတာပါပဲ။ဒီကာလမှာရာစတာနဲ့စကာတို့ဟာလည်းပျောက်ဆုံးသွားခဲ့ကြပြီးမုတ်ဆိုးတွေရဲ့လက်ချက်ဒါမှမဟုတ်မချင်းကြီးလိမ့်နေကြောင်းတေဆုံးသွားတာဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။မာပိုဟိုနီကုံ2012ခုနှစ်မတ်လ16ရက်နေ့မှာတော့မာပိုဟိုအုပ်စုရဲ့နီကုံဟာတကယ်ကိုထိတ်လန့်စရာကောင်းတဲ့ပုံစံနဲ့ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာမာပိုဟိုအုပ်စုဟာမာကူလူပရီတီဘွိုင်းနဲ့မစ္စတာတီ3កောင်နဲ့တာကျန်မာတော့တယ်။ဆလာတီလို့ခေါ်တဲ့ချင်းသေးတီ4កောင်ပါဝင်တဲ့အဖွဲ့အသစ်တစ်ခုသူတို့နယ်မြေတွေကိုကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။မစ္စတာတီဟာတကောင်တဲကင်းလည်နေတုန်းမှာဆလာတီ4កောင်နဲ့ထိတ်တိုက်တွေ့ဆောင်ခဲ့ပါတယ်။ဆလာတီတွေဟာမစ္စတာတီကိုတိုက်ခိုက်တဲ့နေရာမှာဖြူဟာတုံးခဲ့ကြပါတယ်။တကောင်ကအရှိကနေအာယုံလွှဲတိုက်ချိန်မှာကြက်နဲ့3កောင်ကဘေးတိုင်းနဲ့နောက်ကနေဝိုင်းခိုက်ကြတာပါ။သူတို့ရဲ့အဓိကပြစ်မှတ်ကမစ္စတာတီရဲ့ခါယိုးကိုချူဖို့ပါပဲ။နောက်ဆုံးမှာတော့မစ္စတာတီဟာခါယိုးကျူးပြီးလှရှားလို့မရတဲ့အခြေအနေနဲ့လမ်းဘေးမှာကျန်နေပါပဲ။ရန်သူတွေထွက်သွားပြီးနောက်မှာသူဟာအရန်ကိုနာကျင်နေတဲ့ကြားကနေသူ့ရဲ့ညီနောင်တွေကိုနောက်ဆုံးအကြိမ်ခေါ်ယူတဲ့အတန်းနဲ့ဟိန်းဟောက်ခဲ့ပါသေးတယ်။ဒါပေမဲ့ဘသူမှရောက်မလာခဲ့ပဲနောက်ဆုံးမှာတော့သူဟာအဲ့ဒီနေရာမှာပဲအသက်ထွက်သွားခဲ့ပါတယ်။ဒေဂာနီမှာမစ္စတာတီဟာသူရက်ဆက်ခဲ့သမျှတွေကိုပြန်မြင်ရောက်နေမလားဘသူမှမပြောနိုင်ပါဘူး။ဓားနဲ့ပဲအသက်ရှင်ခဲ့ပဲမစ္စတာတီဟာဓားနဲ့ပဲသေဆုံးခဲ့ရတာဖြစ်ပါတယ်။မစ္စတာတီသေဆုံးပြီးနောက်မှာတော့ကျန်ရစ်သူမာကူလူနဲ့ပရီတီဘွိုင်းတို့ဟာဆာဗီဆန်စ်ကနေထွက်ခွာသွားခဲ့ကြပါတယ်။သူတို့ဟာအသက်အရွယ်ရလာပြီးဖြစ်တဲ့အတွက်အင်အားကောင်းတဲ့အဖွက်အသစ်တွေကိုမရှင်လိုက်တော့တာကြောင့်နေမြေကိုစွန့်ခွာခဲ့ကြတာပါ။2012ခုနှစ်နောက်ပိုင်းမှာသူတို့နှစ်ကောင်ကိုကျွဲရိုင်းတစ်ကောင်ကိုစုပေါင်းအမဲလိုက်စားတောက်နေတာကိုနောက်ဆုံးတွေ့ခဲ့ရပါတယ်။မာကူလူကိုတော့2013ခုနှစ်မှာမာလာနယ်မြေမှာတစ်ကောင်နဲ့တွေ့ခဲ့ပြီးအဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ညီနောင်စလုံးကတဘာဝတိုင်းပဲကွဲလွန်သွားပြီလို့ယူဆလိုက်ရပါတယ်။ဒီလိုနဲ့စာဘီဆန်းရဲ့တမိုင်းမှာအကျဉ်းဆုံးနဲ့အရှင်ဝါအကြီးဆုံးဖြစ်ခဲ့တဲ့မာပိုဟိုချင်းသေးကုံကြီးဟာနီကုံချုပ်သွားတော့ပါတယ်။တကယ်တော့သူတို့ရဲ့အုပ်စုချင်းဟာအဖွဲ့မကွဲခဲ့ဘူးဆိုရင်ဒီထက်ပိုပြီးရှေ့ကြဖို့တာရှိပါတယ်။သူတို့6ဦးသာအတူရှိနေခဲ့ရင်မချင်းကြီးလိန်တူကိုရောဆလာတီတို့ကိုပါရှင်းပြနိုင်ပါတယ်။ဒါပေမဲ့အဖွဲ့ဝင်တွေကြားသွေးကွေးမှုကသူတို့ကိုမလိုချင်တဲ့နီးကုန်းကိုရောက်စေချက်ဖြစ်ပါတယ်။သူတို့ရဲ့ဒန်းတရားတွေဟာ Brothers in Black The Lions of Sabi Sam ဆိုတဲ့မှတ်တမ်းရုပ်ရှင်ကတစ်ဆင့်ကမ္ဘာတဝိုင်းကိုပြန့်နှံ့သွားပြီးတော်ရိုင်းတရိဆန်ချစ်မြတ်နိုးသူတွေရဲ့အရှင်တဲမှာတော့မာပိုဟိုဆိုတာဘယ်တော့မှမမေ့ပြောက်လို့မရတဲ့နာမည်တစ်ခုဖြစ်နေမှာအများမှာပဲ။ချင်းသေးတကောင်ရဲ့ဘဘဟာအမြဲတမ်းတိုက်ပွဲဝင်နေရတာဖြစ်ပြီးမာပိုဟိုတွေဟာအဲ့ဒီတိုက်ပွဲတွေကိုသူတို့ရဲ့နောက်ဆုံးအချိန်ထိရဲရဲဝံ့ဝံ့ရင်ဆိုင်သွားခဲ့ကြတာဖြစ်ပါတယ်။နေဝင်စားတဲ့ရှင်ရာဘီမိုစာဘီစံမြေ6ရောက်တော့ညီနောင်တို့ရဲ့ဒနာရီမန်ဟုံကြီးခဲ့အောင်ပွဲတွေစွာနီကုံမှာတော့သွေးချင်းရန်ဖြစ်ခါကြော်ရိုးကြိုးတန်ညကောင်းခင်မှာမစ္စတာတီရဲ့နောက်ဆုံးဟိမ့်တန်သာမာပိုဟိုတို့ရဲ့ခေတ်ကြာဆုံးခဲ့ပြီတော်ရဲ့ဘရင်တွေတယောက်